တရားဝင်ဇီဝဗေဒပညာရေးမရှိဘဲစင်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင်တူဖြစ်လာခဲ့သူတူရှိပါတယ်။သူကတော့မာဂီပရိုဖက်ဖြစ်ပါတယ်။သူဤထူးခြားသောယူဆချက်များကဆယ်စုနှစ်တစ်ခုကြာအောင်အငင်းပွားဖွယ်ရာများကိုဖြစ်ပေါ်စေခဲ့ပါတယ်။ သူမသည်ဓမ္မတာလာခြင်းဓမ္မတဲ့ခြင်းနှင့်ကိုဝန်ဆောင်ကာလပြုတ်အံခြင်းတို့သည်စင့်ကဲပြောင်းလဲလာသောကာကွယ်ရေးစနစ်များချက်ကြောင့်ပြောကြားခဲ့ပါသည်။ဤဖြစ်စဉ်များသည်ခန္ဓာကိုယ်မှယောဂပိုးမွားများကင်ဆာဖြစ်စေသောအရာများနှင့်အစိတ်အသောက်များကိုဖယ်ရှားရန်ဖြစ်တယ်လို့သူမကဆိုပါတယ်။ Prophet သည် Harvard တက္ကသိုလ်မှနိုင်ငံရေးဒါသနိကဗေဒဘွဲ့ရခဲ့ပါတယ်။ထို့နောက်ကယ်လီဖိုးနီးယားတက္ကသိုလ်ဘာဂလီမှယူပဗေဒဘွဲ့ကိုရယူခဲ့ပြန်ပါတယ်။၎င်းနောက်ဝါရှင်တန်တက္ကသိုလ်တွင်သင်ကြားဘာသာကိုလေ့လာခဲ့သူဖြစ်ပါတယ်။ 1993ခုနှစ်တွင်မက်အာတာဖဲလိုရှိကိုရရှိခဲ့သောအခါနိုင်ငံတကာမီဒီယာများကသူမကိုအာရုံစိုက်လာခဲ့ပါတယ်။ New York Times ကသူမ၏သီအိုရီကိုအစွန်းရောက်သောအမြင်သစ်အဖြစ်ဖော်ပြခဲ့ပါတယ်။ Scientific American, Time, Oni နဲ့ People Magazine တို့ကပါသူမကိုထူးခြားသည့်သိပ္ပံပညာရှင်အဖြစ်ရေးသားဖော်ပြခဲ့ကြပါတယ်။ Prophet သည်အငင်းပွားဖွယ်ရာဖြစ်ခဲ့သောစာအုပ်နှစ်အုပ်ကိုရေးသားခဲ့ပါတယ်။၎င်းတို့မှာ1995ခုနှစ်ထုတ် Protecting Your Baby to Be နဲ့1998ခုနှစ်ထုတ် Pregnancy Sickness တို့ဖြစ်ပါတယ်။သူမ၏အယူအဆများသည်ပံ့ပိုးသူများရရှိခဲ့တော်လဲအပြင်းထန်ဝေဖန်သူများလည်းရှိခဲ့ပါတယ်။ ကိုနယ်တက္ကသိုလ်မှသူတေသီများက2000ပြည့်နှစ်တွင်ကိုဝန်ဆောင်ကာလပြုတ်အံခြင်းဆိုင်ရာ Prophet ၏ယူဆချက်ကိုထောက်ခံသည့်အထောက်အထားများကိုတင်ပြခဲ့ပါတယ်။၎င်းကမိခင်နှင့်တန်တေသားကိုအစိတ်အတောက်များမှကာကွယ်ပေးသည်ဟုဆိုပါတယ်။ 2008ခုနှစ်တွင်သူတေသီများကဓမ္မတေခြင်းသည်ခန္ဓာကိုယ်မှအစိတ်အသောက်များကိုဖယ်ရှားသည့်နည်းလမ်းချက်ကြောင့် Prophet ရဲ့ theory ကိုထောက်ခံခဲ့ပါတယ်။ဓမ္မတေသူများသည်အချို့ကင်ဆာအမျိုးအစားများအထူးသဖြင့်ဦးနှောက်အကျိတ်ဖြစ်သည့် glioma ဖြစ်နိုင်ခြေနည်းပါးသည်ကိုတွေ့ရှိခဲ့ပါတယ်။ 2013ခုနှစ်တွင် Stanford နှင့် Yale တက္ကသိုလ်မှသူတေသီများကပြားစိတ်ကြောင့်ဖြစ်သောဓမ္မတက်မှုတုံ့ပြန်မှုသည်အစိတ်အတောက်များကိုကာကွယ်နိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ပြားစိတ်အနှင်းငယ်ထိုးသွင်းခြင်းကပုံမများပြားသောပြားစိတ်၏အန္တရာယ်မှကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ Prophet သည်2005ခုနှစ်ဝန်းကျင်တွင် Cambridge မြို့မှပျောက်ကွယ်သွားခဲ့ပါတယ်။9နှစ်ကြာပျောက်ဆုံးနေပြီးနောက်2012ခုနှစ်မေလ16ရက်နေ့တွင် Boston မြို့၌ပြန်လည်တွေ့ရှိခဲ့ပါတယ်။သူမ၏မိသားစုနှင့်ပြန်လည်စုံစည်းနိုင်ခဲ့ပါတယ်။ သူမ၏ဘဝဇာတ်ကြောင့်သည်တိပ္ပံပညာလောကတွင်မိသူမဆိုးအရေးကြီးသောအလူငွေများပေးနိုင်ကြောင်းပြသခဲ့ပါတယ်။သူမ၏လုပ်ငန်းသည်လူသားတို့၏ခန္ဓာကိုယ်အကြောင်းကိုနားလည်စေရန်ပုံစံသစ်တစ်ခုဖြင့်လမ်းဖွင့်ပေးခဲ့ပါတယ်။ထိုကဲ့သို့သောထူးခြားသည့်ခရီးလမ်းများကိုနားလည်ခြင်းဖြင့်တိပ္ပံပညာရှာဖွေတွေ့ရှိမှု၏အနှစ်သာရကိုမိတ်ဆွေတို့ခန်းစားမိပါလိမ့်မယ်။